Mingla Khmya, brother and sister, let's study English by reading the Bible. Kane, Klimya Along Jala Pai English Lila Jaya. Matthew chapter 23 verse 1 to 39. Mata Ganina Sato buying a Timatons of Go. Verse 1. Then spake Jesus to the multitude and his disciples. Abiding it, Toka issue the Berone Luapondo hope your Mudiga. Verse 2. Saying the scribe of the Pharisees in Moses' seed. Abiding in it. Jampu Sia Parishero the Moshe eat Taya Palembo Ma Tanja eat. Verse 3. All therefore whatsoever by you observe, that observe and do. What do not ye after the work? For they say and do not. အပိုင်းရတော့ထိုကြောင့်စီရင်ထုံးမသမျှတို့ကိုစောင်းရှောက်ပြုကြလို့သူတို့၏အကျင့်အတိုင်းမကျင့်ကြနှင့်အကြောင်းမူကားသူတို့စီရင်ထုံးဘတ်တော်လေကိုယ်တိုင်မကျင့်ကြ verse 4 For they blind heavy burdens and grievous to born and they lay them in man's shoulder but they themselves will not move them with one of their fingers အပိုင်းရလေးအလုံးလေးထမ်းကြသောဝင်တို့ကိုပြင်းစင်၍သူတစ်ပါးပခုံးပေါ်မှာတင်တတ်ကြ၏မိမိတို့မူကားလက်ဖျားနှင့်မြမရွေလူကြ verse 5 But all their works they do for seeing men and make bore they are flag trees and enlarge the border ends of their garments ပိုင်းငယ်ငါသူတို့သည်ပြုသမျှသောအကျဉ်တို့မူကားလူများရှေ့မှထင်ရှားစေခြင်းငါပြုကြ၏ကျဲသောလက်ဖွဲ့တို့ကို၎င်းကြီးသောပင်ပြားတို့ကို၎င်းဝိလေရှိကြ၏Verse 6 And love the uppermost rooms at feasts and the chief seats in the synagogues အပိုင်းရဲ့ချောပွဲသဖြင့်တရားစီရင်ရ၌မြင့်မြတ်သောနေရာထိုင်ရာဟု၎င်း Verse 7 And greeting in the markets to be called of Amen ribbing အပိုင်းရဲ့ခွန်ဇေနာယုတ်သေးစွာနှုတ်ဆက်ခြင်းကို၎င်းအရှင်ဘုရားဟုလူများခေါ်ခြင်းကို၎င်းနှစ်သက်ကြ၏Verse 8 Be loved not call Rabbin for all your masters and even Christ and all ye are brethren အပိုင်းရဲ့ရှစ်သင်တို့မူကားအရှင်ဘုရင်ဟုခေါ်ခြင်းကိုမခံကြနှင့်ခရစ်တော်သည်ဟုသောသင်တို့ဥစ္စာဆရာတစ်ပါးတည်ရှိ၏သင်တို့အပေါင်းတို့သည်ညီအကိုချင်းဖြစ်ကြ၏ Verse 9 And call no man your father upon the earth For one is your Father which is in heaven. အပိုင်းငယ်ကိုမြေကြီးပေါ်မှာဘယ်သူမျှအဘဟုမခေါ်ဝေါ်ကြနှင့်ကောင်းကင်ဘုံ၌သင်တို့အဘတည်ရှိတော်မူ၏ Verse 10 Neither be ye called master for one is your master even Christ. အပိုင်းငယ်တစ်ဆက်ဥဇေဆရာဟုခေါ်ခြင်းကိုမခံကြနှင့်ခရစ်တော်တည်ဟူသောသင်တို့ဥဇေဆရာတစ်ပါးတည်ရှိ၏Verse 11 But he that is greater among you shall be called your servants. အပိုင်းငယ်7သင်တို့သည်အကြီးဖြစ်သောသူသည်သင်တို့အစေခံဖြစ်ရ၏ Verse 12 For whosoever shall exalt himself shall be abased, and that he shall be humble himself shall be exalted. အပိုင်းငယ်7ကျင်းသူသည်မိမိကိုယ်ကိုချီးမြှောက်အံ့ထိုသူသည်နှိမ့်ချခြင်းသို့ရောက်ရလက်တံ့အကျဉ်သူသည်မိမိကိုနှိမ်ချအပ်ထိုသူသည်ချီးမြှောက်ခြင်းသို့ရောက်လတံ့ Verse 13 But woe unto you scribes and Pharisees hypocrites for ye shut up the kingdom of the heaven against men for ye neither go into yourself neither suffer them that are entered to go in အပိုင်းငယ်73လောတော်ကျမ်းပြုစရာပါရိရှဲသင်တို့သည်အာမင်လာရှိကြ၏အကြောင်းမူကားကောင်းဝင်နိုင်ငံတော်၏တကားကိုလူတို့ရှေ့မှပိတ်ထား၏မိမိတို့လည်းမဝင်လို့တော်သူတို့ကိုလည်းစီးတားကြ၏ Verse 14 Woe unto you scribes and Pharisees hypocrites for ye devour windows houses and projects make a long prayer therefore ye shall receive the greater domination
အပိုင်းငယ်ဆက်လေးလောဝတ်တော်ကျမ်းပြုစရာဘာဟုရှဲတို့သင်တို့သည်အာမင်္ဂလာရှိကြ၏အကြောင်းမူကားမုတ်ဆိုးမအိမ်ကိုလူယူသိမ်းဆ၏အပြစ်မဲ့မဖော်စေခြင်းငါရှေးစွာသောပထနာစကားကိုရွတ်တတ်ကြ၏ထိုကြောင့်တာ၍ကြီးစွာသောတန်ကိုခံရကြလတံVerse 15 Woe unto you, scribes and Pharisees, hypocrites, for ye compass seas and land to make one proselyte, and one he is made, ye make him twofold more the child of hell than all yourselves. အပိုင်းငယ်15လောဝတော်ကျမ်းပြုစေရာဘာဟုရှဲတို့သင်တို့သည်အာမင်္ဂလာရှိကြ၏အကြောင်းမူကားလူတစ်ယောက်ကိုပင်ဘာသာသွင်းခြင်းကကုံကြောင်းရေကြောင်းပတ်လှည့်လေ၍ဘာသာတွင်ပြီးသောသူကိုလည်းမိမိတို့ထက်နှဆသောငရေသာဖြစ်စေကြ၏ Verse 16 Woe unto you, ye blind guides, which say, Whosoever shall swear by the temple, it is nothing, but whosoever shall swear by the gold of the temple, he is a debtor. အပိုင်းငယ်16လမ်းပြသောလူကန်းတို့သင်တို့သည်အာမင်္ဂလာရှိကြ၏ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်မတည်ဗိမာန်တော်၏ရှေးကိုကိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်တည်သည်ဟုသင်တို့ဆိုကြ၏ Verse 17 Ye fool the blind, for whether is greater the gold or the temple that is sanctified the gold. အပိုင်းငယ်16လူမိုက်လူကန်းတို့အဘယ်ရာသည်လာ၍မြတ်တန်၏ထိုရွှေကမြတ်တလောထိုရွှေတန်ရှင်သောဗိမာန်တော်ကမြတ်တလော Verse 18 And whosoever shall swear by a temple, it is nothing, but whosoever swear by the gift that is upon it, he is godly. ပိုင်းငယ်18တနည်းကရစ်ပလင်ကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်မတည်ရစ်ပလင်ပေါ်မှာရှိသောပူဇော်တကားကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျင်တည်သည်ဟုသင်တို့ဆိုကြ၏ Verse 17 Ye fool the blind, for whether is greater the gold or the temple that sacrifice the gold. ပိုင်းငယ်19လူမိုက်လူကန်းတို့အဘယ်ရာသည်တာ၍မြတ်တနီထိုရွှေကမြတ်တလောထိုရွှေဤတန်ရှင်စေသောဗိမာန်တော်ကမြတ်တလော Verse 18 And whosoever shall swear by the temple is nothing, but whosoever swear by the gift that is upon it, he is godly. ပိုင်းငယ်18တဏီကရေပလင်ကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလေမတည်ရေပလင်ပေါ်မှထိုင်သောပူဇော်တကားကိုတိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလင်တိုင်တည်သည်ဟုသင်တို့ဆိုကြ၏ Verse 19 Ye fools and blind, whether is greater a gift or an altar that is sacrifice a gift. အပိုင်းငယ်19လူမိုက်လူကန်းတို့အဘယ်ရာသည်တာ၍မြတ်တနီထိုပူဇော်တကားမြတ်တလောထိုပူဇော်တကားကိုတန်ရှင်းစေသောရေပလင်ကမြတ်တလော Verse 20 Whosoever shall swear by a temple, swear by it, and they all things thereon. အပိုင်းငယ်20ထိုကြောင့်ရေပလင်ကိုတိုင်တည်၍ကျိန်ဆိုလျက်ရေပလင်မှစ၍ရေပလင်ပေါ်မှရှိသည်များကိုတိုင်တည်၍ကျိန်ဆိုသည် Verse 21 And whoso shall swear by a temple, swear by it, and by him that dwell therein. ပိုင်းငယ်20နဲ့ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုလျင်ဗိမာန်ပေါ်မှစ၍ဗိမာန်တော်၌ကျိန်ဝတ်တော်မူသောသူကိုကိုင်တည်၍ကျိန်ဆိုသည် Verse 22 That he that swear by heaven swear by the throne of God, and by him that is sitting thereon. အပိုင်းငယ်20နဲ့ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုလျင်ပလင်တော်ကို၎င်းပလင်တော်ပေါ်မှထိုင်တော်မူသောသူတို့၎င်းတိုင်တည်၍ကျိန်ဆိုသည် Verse 23 Woe unto you, scribes and Pharisees, hypocrites, for ye pay tithe of mint and eyes of cumins, and over omitted wager matters of law, judgment, mercy, and faith. These ought ye have done, and not to leave the other undone. အပိုင်းငယ်23
လိုအပ်သောကျမ်းပြုစရာဘာယူရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပင်စိမ်းစမွတ်ဇီစာအတိအရွတ်တို့ကိုဆယ်ဖို့တဖို့လူကြသည်တိုင်းစီရင်တပြည့်စီရင်ရှင်သူတစ်ပါးတနာချင်းတစ္ဆာဆောင်ခြင်းတည်ဟူသောပညတ်တရားတွင်လေးသောအရာတို့ကိုကလုံး၍ထားကြ၏အရင်ဆိုသောအရာတို့ကိုမလုံးမထားနောက်ဆိုသောအရာတို့ကိုကျင့်ရမည် Verse 24 Ye blind guys which straight at the gate and swallow the king အပိုင်းရဲ့24လမ်းပြသောလူကန်းတို့သင်တို့သည်ချင်းတကောင်ကိုမြမပါစေချင်းငါရေကိုဆဲလျက်နဲ့ကလအုပ်ကိုမျိုးကြ၏Verse 25 Woe unto you, scribes and Pharisees, hypocrites, for ye may clean the outside of the cup and the platter, but within they are full of exclusions and excess. အပိုင်းငယ်25လောသောကျမ်းစုဆရာဘာရှဲတို့သင်တို့သည်အမင်္ဂလာရှိကြ၏ဂျာမူကဖလားလင်ပန်းကိုအပြင်၌စေကြောကြ၏အတွင်း၌ကလူယူခြင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြည့်လျက်ရှိ၏ Verse 26 Thou blind Pharisees cleanest first that which is within the cup and banner that outside and they may be clean also အပိုင်းငယ်26လူကန်းသောဘာရှဲဖလားလင်ပန်းကိုအတွင်း၌ရှေးဥစွာစေကြောလောတို့ပြုလင်အပြင်ကတန်ရှင်းလိမ့်မည် Verse 27 Woe unto you, scribes and Pharisees, hypocrites, for ye are like unto sepulchres which is indeed appear beautiful outward, but are within full of dead men's bones and of all uncleannesses. အပိုင်းရနစခွန်လောဝတော်ပြန်ယူစရာဘာရှဲတို့တင်တော်သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားအပြုသက်သောတင်ကြိုင်းတွင်နှင့်တူ၏ထိုတွင်သည်အပြင်၌တင်းတဲစွာတကားအတွင်း၌ကလူသေးအယိုးအညစ်အကြေးအမျိုးမျိုးနှင့်ပြည့်လျက်ရှိ၏ Verse 28 Even so ye also outwardly appear righteous unto men, but within ye are full of hypocrisy and iniquity. အပိုင်းငယ်28ထိုအတူသင်တို့သည်အပြင်၌လူရှိမှဖြောင်းမတ်ဟန်ရှိ၏အတွင်း၌ကလိုဝချင်းမတရားသဖြင့်ကျင့်ခြင်းနှင့်ပြေးလျက်ရှိကြ၏Verse 29 Woe unto you, scribes and Pharisees, hypocrites, for ye blind the tombs of the prophet, and gashes and sepulchres of the righteous. အပိုင်းရ29လောသောကျမ်းပြုစရာဘာရှဲသင်တို့သည်အမင်္ဂလာရှိကြ၏အကြောင်းမူကားပရောဖက်မှစ၍ဖြောင့်မတ်သောသူတို့၏ပင်ကြိုင်းတွင်နှင့်အယိုးအိုတို့ကိုတည်လုံး၍တစားစင်တပြင်းVerse 30 And say if we had been the days of our fathers we will not be partakers with them in the blood of the prophets အပိုင်းရ30ငါတို့သည်ဘိုးဘေးကိုလက်ထပ်၌ရှိလင်ပရောဖက်တို့ကိုတေဒီအမှုကိုမလက်ခံပြီဟုဆိုကြ၏ Verse 31 Therefore be wise yourself and all the children of them which kill the prophets အပိုင်းငယ်31ထိုတို့ဆိုသောသင်တို့သည်ပရောဖက်တို့တတ်သောသူတို့၏အမျိုးအနွယ်ဖြစ်သည်ဟုကိုအဘို့ကိုတတ်သေးခံကြ၏ Verse 32 Fill ye up in the measure of your fathers အပိုင်းငယ်30တို့ပြည့်ဘိုးဘေးတို့၏အကျင့်ပမာဏကိုမိအောင်ကျင့်ကြလော့ Verse 33 Ye servants and general of vipers how can ye escape the dominations of hell အပိုင်းငယ်33မွေဆိုးမျိုးတို့သင်တို့သည်အပြည့်ငယ်မှအဘယ်သို့လွတ်နိုင်ကြမည်နည်းအပိုင်းငယ်34
Wherefore, behold, I send you the prophet and wise men, scribes, and some of them ye shall kill the sacrifice, and some of them shall be scourged in your synagogues, and persecuted them from the city to city. အပိုင်းရဲ့34ထို့ကြောင့်ဗျာဒိတ်တော်အချက်ဟူမူကားယေပရောပညာရှိကျမ်းပြုဆရာတို့ကိုတင်တို့ရှိရာသို့ငါစေလွတ်၏ထိုသူအချို့တို့ကိုကွယ်မြဲ၍လောကားလိုက်၌တက်ကြလိမ့်မည်အချို့တို့ကိုတရားဆဲ၌ရိုက်၍မြို့တစ်မြို့မှတစ်မြို့ကျိန်ဆဲနှင်ထုတ်ကြလိမ့်မည် Verse 35 That upon you may come all the righteous blood shield the earth from the blood of the righteous Abel into the blood of Zechariah the son of Barachias who ye shew between the temple and the altar အပိုင်းငယ်35ထိုကြောင့်ပြမတ်သောအာဘေလ၏အသွေးမှစ၍အတွင်ဘိမဲတော်တွင်ယေပလင်၏ဂျား၌သင်တို့တက်ကြသောဇာခရိတာဇာခရိအသွေးတိုင်အောင်မြေကြီးပေါ်၌တွင်ပြီးသမျှသောသူတော်ကောင်းတို့၏အသွေးသည်တင်တို့ကောင်းပေါ်သို့ရောက်လိမ့်မည် Verse 36 Really I say unto you all these things shall come into the generations ပိုင်းရဲ့36ငါမန်ဆိုဒီကဤယာများသည်ယခုဖြစ်သောလူများအပေါ်သို့ရောက်ရလိမ့်မည် Verse 37 O Jerusalem, Jerusalem, thou hast killed the prophet and thou stonest them which sent unto thee. How often would I have gathered thy children together, even as them hen gather their chickens under the wings, and ye will not. အပိုင်းရဲ့30ခွန် O Jerusalem မြို့ Jerusalem မြို့သင်သည် prophet တို့ကိုတတ်မြဲရှိ၏သင်ရှိရသောဆေလွတ်သောသူတို့လည်းကြောက်ခဲနှင့်ပြည့်မြဲရှိ၏ကျမသည်မိမိသားငယ်တို့ကိုတောင်အောက်၌စုယုံတကယ်လို့သင်တို့သည်သားတို့ကိုစုယုံစေခြင်းငါကြံဖတ်စွာငါအလိုရှိပြီးသင်မူကားငါအလိုမရှိ Verse 38 Behold your house is left unto your desolate အပိုင်းရဲ့38တင်တို့၏နေရာအိမ်သည်တင်တို့၌လူဆိုးညစ်လျက်ကြံရရ၏ Verse 39 For I say unto you ye shall not see the henceforth till you say bless he that come in the name of the Lord အပိုင်းရဲ့39ငါဆိုဒီကထာဝရအခွင့်နှင့်ကြွလာသောသူ၏မင်္ဂလာရှိသောသူတင်တို့မပြောမီတိုင်အောင်ယခုမှစ၍တင်တို့သည်ငါမျက်နာကိုမမြင်ရကြဟုမိန့်တော်မူ၏